Hello အားလုံးမင်္ဂလာခင်ဗျတန်းချမ်းမြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီနေ့ကျွန်တော်မျှဝေမယ့်အကြောင်းလေးကတော့ကျွန်တော်ရဲ့ TikTok အကောင့်ပေါ့နော်ကိုတင်ထားတဲ့ဗီဒီယိုဖိုင်ကိုကိုကဖြတ်လိုက်တယ်ပေါ့နော်ဘလို့ကျွန်တော်တို့ဖြတ်လိုက်တယ်ဒါပေမဲ့အဲ့ဗီဒီယိုဖိုင်ကိုကိုကပြန်လိုချင်တဲ့အခါကျွန်တော်ဘလို့ဒီမျိုးအသက်ပြန်မတင်မဲ့နဲ့ကျွန်တော်တို့ကိုတင်ထားတဲ့ဗီဒီယိုဖိုင်ကိုပြန်လိုချင်တယ်ပေါ့နော်ဘယ်ကနေဘလို့ပြန်ရှားမလဲဆိုတော့ကိုမသိတဲ့မိတ်ဆွေများအတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစုံပြီးကြည့်ရှုပေးပါခင်ဗျဒီဗီဒီယိုလေးမစနိုင်မီကျွန်တော်ရဲ့ channel ဖြစ်ကြတဲ့ TikTok Facebook YouTube နဲ့ Telegram channel တို့ကိုလည်း like subscribe နဲ့တောက်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျ like subscribe နဲ့တောက်တယောက်ချင်းတယောက်လည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျကျွန်တော်အရင်ဆုံး TikTok ကောက်တဲ့ကိုကျွန်တော်ဝင်လိုက်ပါခင်ဗျကိုယ့် TikTok ကောက်တဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်ကျွန်တော်တို့ဒီမှာအစမ်းတစ်ခုဖြတ်ပြအောင်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဖြတ်ဖို့အတွက်ကျွန်တော်ဒီရောက်ဝင်လိုက်မယ်မိကျွန်တော်တို့ဒီမှာဘယ်လိုဖြတ်ရမလဲဆိုရင်ဒီမှာအစ30ရှိတယ်ခင်ဗျအဲကောင်လေးကျွန်တော်နှိပ်ပါခင်ဗျအောက်မှာကျွန်တော်ဘယ်ဘက်ချမ်းအောင်ဆွဲပြပါခင်ဗျဆွဲပြီးရင်ကျွန်တော်ဒီမှာ delete စီမှာနောက်ဆုံးဆိုတဲ့ဟာမှာ delete ဆိုလေးကျွန်တော်တွေ့တယ်အကောင်လေးကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် delete ကိုထပ်နှိပ်လိုက်မယ်ကျွန်တော်နှိပ်လိုက်ပြီဆိုရင်ခဏဒီမှာကျွန်တော်ဖြတ်လိုက်တဲ့ဗီဒီယိုမရှိတော့ဘူးမရှိတော့ကျွန်တော်ဘယ်လိုပြန်ရှားမလဲဆိုတော့ကျွန်တော်တို့ရုံးသောဘောက menu bar တန်းရှိတယ်အကောင်လေးကိုကျွန်တော်နှိပ်လိုက်ပါခင်ဗျဒီကောင်လေးပါပြီးရင်ကျွန်တော်အောက်မှာ setting privacy ဆိုတာလေးရှိရမယ်အကောင်လေးနှိပ်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဒီနေရာမှာ activity center ဆိုတာရှိပါတယ်ခင်ဗျအကောင့်လေးကျွန်တော်နှိပ်ပါခင်ဗျဒီကောင်လေးပါအဲ့မှာနှိပ်လိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီမှာအောက်မှာrecently deleted ဆိုပြီးရှိတယ်ပေါ့နော်အမှတ်ပုံပုံစံလေးနဲ့ဒီကောင်လေးရှိပါတယ်ခင်ဗျအဲ့ကောင်လေးကိုကျွန်တော်နှိပ်ယူလိုက်ပါခင်ဗျဒီမှာပေါ့နော်သူကရက်30ပြည့်မှာသူက auto ပြတ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျကိုကအဲ့ video file ကိုဘယ်လိုပြန်ရမလဲဆိုတော့ကျွန်တော်အဲ့ video file ကိုကျွန်တော်နှိပ်လိုက်ပါခင်ဗျနှိပ်ပြီးလို့ရှိရင်အောက်မှာ restore ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ကောင်လေးကျွန်တော်နှိပ်ပါခင်ဗျပြီးရင်ကျွန်တော် restore ကိုထပ်နှိပ်ပေးပါခင်ဗျကောင်လေးကိုထပ်နှိပ်ပေးပါအဲ့ဒါဆိုဒီမှာမရှိတော့ဘူးကျွန်တော်အပြင်ပြန်တော့ကြည့်လိုက်မယ်ကျွန်တော်အပြင်စီမှာရောက်နေတာဆိုတာအဲဒီမှာခုနကကျွန်တော်ဖြတ်လိုက်တဲ့ဗီဒီယိုဒီမှာပြန်ပေါ်နေတာလည်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲလောက်တကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုစုံနေကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကြည့်ရှုသူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နဲ့တပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါဦးမယ်ခင်ဗျ